အားလုံးမင်္ဂလာပါအခုကျွန်တော်လုပ်ပြမှာကတော့ဒီ Vivo အကောင့်ကိုဘယ်လိုဖွင့်ရမလဲဆိုတာကျွန်တော်ဖွင့်ပြသွားမှာပဲဖြစ်ပါတယ်ပထမဆုံးကျွန်တော်တို့ဒီ Vivo ဆိုတဲ့ software ကိုမတောင်းခင်မှာကျွန်တော်တို့ကဒီ US VPN ကိုခံပြီးတော့ Play Store မှာတွတောင်းရပါမယ်ကျွန်တော်ကတော့ဒီ Jam VPN ကိုတုံးပြီးတော့ US location ကိုဖွင့်ထားပြီးမှဒီ Vivo ဆိုတဲ့ဟာကိုတောင်းပါတယ်ပြီးရင်ကျွန်တော်တို့သူ software ထဲကိုဝင်ပါမယ်ဒီကောင်ကို allow all the time ဆိုတာနေမှာ let's go ဒီနေရာမှာနိုင်ငံကိုရွေးရပါမယ်ကျွန်တော် US ကိုရွေးရပါမယ်နော် US ကိုရွေးပြီးရင်တော့ Chinese ကို Google ဆိုတဲ့အနေပဲဒီနေရာမှာဆိုရင်ကျွန်တော်တို့ Google အကောင့်ပေါ်လာမယ်ပြီးရင်အတားကိုနှိပ်လိုက်ပါမယ်ပြီးရင်ခေါ်ဟာနှိပ်ကိုနှိပ်ရပါမယ်ဒီနေရာမှာကျွန်တော်ရဲ့ refer code ကိုရိုက်ထဲမှာဆိုရင်ကျွန်တော်လည်း point 150ရမယ်ပြီးရင်သူငယ်ချင်းတို့လည်း point 150ရပါမယ်နော်ကျွန်တော်ရဲ့refer code ကိုထည့်လိုက်ရင်ပြမိတ်ဆွေတို့လည်း150ရမယ်ကျွန်တော်လည်း150ရမယ်မထည့်ဘူးဆိုရင်တော့မိတ်ဆွေတွေလည်း point 150မရပါဘူးနော်ဒီနေရာမှာကျွန်တော်တို့ကို continue ကို save လုပ်နေရပါမယ်ဒါဆိုရင်ကျွန်တော်တို့ account ဖွင့်သွားပါပြီဒီမှာဆက်ဖွင့်ခြင်းနဲ့10ပဲရနော်ကျွန်တော်ရဲ့ refer code ထည့်လိုက်တာဖြစ်တဲ့အတွက်တို့ကနောက်ထပ်တရားကျော်ထပ်ပေးပါတယ်next ဆိုတဲ့စနေရပါမယ် boss is being continue ကိုစနေမယ်ဒါဆိုရင်ဒီdata ဘူးကိုနေရပါမယ်ဒီမှာနော် point ရတက်လာပါပြီ150နဲ့မှ1 point ရသွားပါပြီဒါကကျွန်တော်ရဲ့ refer code ကိုထည့်လိုက်တာဖြစ်တဲ့အတွက်ကြောင့်အဲ့လိုရတာပဲဖြစ်ပါတယ်တကယ်လို့မိတ်ဆွေတို့ refer code မထည့်ပဲဖုမယ်ဆိုရင်သူက20 point 20ပဲရပါမယ်ပြီးတန်းဆိုတဲ့နေရာကိုနှိပ်ကြည့်ပါဒီမှာဖေးဖဲပုံလေးပေါ်ပြီးဆိုရင်ဒါကျွန်တော်တို့ account ဖွင့်တာအောင်မြင်ပါတယ်နော်ကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ YouTube ကိုလည်း subscribe လုပ်ပေးပါအောင်ခင်ဗျာ